နေခံမဟုတ်ပါဘူးရှင်။ဒါပဲအလုပ်လုပ်နေတဲ့ဒီမှာပြဝယ်တိုင်းလာကြည့်ဖြစ်ပါတယ်ရှင်။ဒီပြဝယ်ရဲ့ page ကိုအများအားဖြင့်ကျွန်မလိုက်လုပ်ထားတယ်။ပြဝယ်ကိုလည်းအရင်စိတ်ဝင်စားတယ်။ပကြီးဆရာတယောက်နဲ့တယောက်မတူပြတဲ့အတွက်ကြောင့်တစ်ခါဖွင့်တိုင်းပကြီးဆရာတယောက်လက်ရမတူတဲ့အတွက်ကြောင့်စိတ်ဝင်စားပြီးတော့လာရောက်ကြည့်ရှုအားပေးပါတယ်ရှင်။ โอเคကျွန်တော်ကလာရှုပါကျွန်တော်က line ပေါ်မှာတွေ့ရလို့ပြောလို့ရအောင် line ပေါ်မှာကျွန်တော်ဒီ face ဒီမှာဒီပကြီး artist နဲ့ပတ်သက်ပြီးလေးလာရင်လည်းတွေ့တယ်ပြီးတော့တကယ်ချင်းပေါင်းပြီးပြောလို့ဒီကိုရောက်လာဒါဆိုရင်တော့တတိယအချိန်လို့ပြောလို့ရတယ်ကွာပါတယ်ဆိုတော့ဒါပေမဲ့ပကြီးဆရာတွေကတော့မျိုးရှိအောင်ဒါသူ့ရဲ့အမြင်သူ့ရဲ့ရှုထောင့်ကနေပြီးတော့ခံစားချက်တစ်ခုနဲ့တစ်ခုမတူပကြီးဆရာတွေကမြင်းချောင်းလေးဆွဲလိုက်လို့ရှိရင်ဒါကပကြီးဆရာတယောက်ပါပဲဘယ်လိုမြင်းခွေးပဲဖြစ်ဖြစ်မြင်းဖြောက်ပါဘူးเนาะဒီကောင်ကျတော့စိတ်ခံစားချက်နဲ့ရေးတဲ့ပကြီးကားဆိုတော့ဘယ်ကားမှဆိုကျွန်တော်တို့ကြည့်ဖြစ်ပါတယ်တော်တော်များများအကုန်လုံးနဲ့ကြိုက်ပါတယ်ဒါမှတော့ကြာတာကလောอ่ะပေါ့နော်ဒါကလောကလေးမှတော့အတိမိတ်ဆွေတယောက်ကလေးဒီကိုဖိတ်နေပထမတစ်ခါဖိတ်နေပေါ့ဒီကိုရောက်ခဲ့တာပေါ့နော်လာကြည့်ဖို့အတွက်ဖိတ်ခေါ်ရင်းနဲ့ရောက်လာတာပေါ့နော်အဲလိုမျိုးအခုကကျတော့ဒါဒုတိယတစ်ခါဒီတစ်ခါကကြာခါကျတော့ဒါပကြီးပြပွဲဒါထပ်ပြီးတော့အဲ့လိုလုပ်တဲ့ခါကျတော့အရင်တစ်ခါတော့ကိုမလေးလာခဲ့ရဘူးတခြားလည်းမသိခဲ့ရဒီတစ်ခါကျတော့ကိုလေးလည်းကြည့်မယ်ကိုလေးလည်းစိတ်ဝင်စားကြည့်မယ်ဆိုပြီးတော့လာဖြစ်တာပေါ့အန်ဒီကလောပါဒီနဲ့အိမ်ကျော်ကအန်ဒီနာမည်ကဒေါ်နစ်စီလို့ခေါ်ပါတယ်အန်ဒီတဲ့အိမ်ကျော်ဆိုတီးပချီကန်ဆောက်ဖွင့်နေတဲ့အန်ဒီတည်တယ်အပချီကန်ပြတိုင်းအန်ဒီရောက်တယ်လေဒီကိုအန်ဒီအစားတော့ပချီကိုတိတ်ဝရဏံပါဘူးနောက်ပထမဆုံးတစ်ချိန်နှစ်ချိန်လိုင်းနဲ့ပချီကိုစိတ်ဝင်စားတော့လေအန်ဒီကအခုဒီပချီကန်စိတ်ဝင်စားလို့ကျွန်တော်တို့ဒေတာကမှာပဲရပါမယ်เนาะဥစားပေါ့ကြည်ဆွဲဖြစ်တာတော့ကျွန်တော်တို့ဝါသနာရဆွဲတဲ့ငယ်ကလေးဆိုတာအရေးကြီးပါပဲဒီမှာပြပွဲလေးရှိတယ်ဆိုတော့ကျွန်တော်တို့လာရောက်ကြည့်ရှုတာပါကြည့်ရှုတဲ့နေရာနဲ့လူပညာကိုခံစားတဲ့နေရာမှာမျိုးရှိတယ်ဒါလည်းသူ့သဘောသူ့ဆန္ဒလျောက်သူ့ရဲ့ခံစားချက်နဲ့ခံစားတဲ့ပွဲလေးလိုပဲဖြစ်ပါတယ်အဲ့ဒါလေးလာရောက်ကြည့်ရှုတာပါသဘောကျတယ်အရန်ကြိုက်တယ်ဘာဖြစ်လို့လဲဆိုကိုစတာနဲ့နည်းနည်းစင်တာတော့မပါဘူးဒီဆရာကတော်တော်လေးရုပ်ကိုလေသူဆွဲနိုင်တယ်နောက်ပြီးတော့လေတပုံချင်းစီကိုကြည့်လိုက်တယ်သူအဓိပ္ပာယ်နဲ့သူဖြစ်ရပါတော့ထူထားတဲ့ style လေးတွေကလေအလုံးအနီကြီးတွေပါလားအဲ့ပါအဓိပ္ပာယ်လည်းတော့မသိဘူးပေါ့နော်ကိုကတော့နေလုံးပဲတတ်မှတ်တယ်နောက်ခါကျတော့ခေါင်းကိုပြောမှာပေါ့နော်ဒီထိပ်မှာဆိုရင်သူကဘယ်လိုပြောရမလဲပန်းကလေးတွေပန်ထားတယ်ဒါဆိုရင်မာသာပေါ့မိပေါ့နော်သူလည်းခေါင်းမှာပန်းလေးပန်ထားတယ်ဒါနဲ့ပန်းဝင်ရလည်းပြောင်းချင်တယ်ပေါ့နော်ကိုယ်စိတ်နဲ့ကိုပြောတာနော်ပန်းဝင်ရလည်းပြောင်းချင်တယ်ဟိုအောက်ကစကုံးမရုပ်ချင်တဲ့နေရာမှာတတ်တာချင်တယ်အဲ့လိုပါလေ